Hello အားလုံးပဲမင်္ဂလာပါရှင်ဒီလားရတဲ့တော့ဆိုတော့မလွယ်ဘူးအရင်လှုပ်ရှုပ်တာဒီလားဟိုဖြုတ်ချက်တွေကိုခါရနာပဲအင်ကြီးလဲပြီးစော်ရင်ပို့ဆိုတော့အခုညလုံးပြန်နာမှာပြန်ဖြတ်ရအောင်မယ်မနေမတတ်ဘူးလို့မျိုးကြီးအလိုက်ကြီးမနေတတ်ဘူးဒီမှာပြမယ်မန်ကဟိုမှာဒါမျက်တောင်အတူတက်ထားတာမန်ကတကြံတော့ကတော့သွားကလို့ရှိရင်ပြင်မယ်ဆိုပြီးမျက်တောင်တူဝယ်ထားတာတကယ်တကြံကတော့ကျွန်မမျက်တောင်တူတက်မသွားဘူးကိုမျက်တောင်ပုံမှန်နဲ့ပဲသွားတက်တာကြွကြရမှာကြောက်လို့ကိုမလုံတာလေးတည်မလားအော်အတူတက်အလူလိုမျိုးမျက်တောင်တူတက်သွားရဲဆိုမျက်လုံးလေးပိုင်းကြွကြမှာကြောက်တော့အခုကကြောက်အိမ်မှာကြောက်တော့ကိုနှမျိုးလို့ဆိုဝယ်ထားပြီးသားနှမျိုးလို့ဆိုပြီးတော့အဲ့မျက်တောင်တူတက်တာမဟုတ်ခွာပြမယ်ခွာပြမယ်ဒီမှာကွာမျက်လုံးဒါပထမဆုံးမှတက်ဟူတာကိုယ့်အောင်တက်ဟူကဘဝမှာမကြီးဒါအတုအောက်မှာအစ်စ်တွေ့လားကျမအောက်မှာအစ်စ်နဲ့အတုနဲ့ဘာမှမထူးပွဲတည်လိုက်အလာမဒီကြံခဲ့တာအစ်စ်မအတုတူလောက်ပဲတွေ့လားဒါပေမဲ့ကျမနှမျိုးလို့လေတက်ကြည့်လိုက်တာဒီမှာဒီရှောဒီဘက်တစ်ခုပြမယ်အတူဒီဘေးကဟိုပါလေဆိုးလာတာသူများလို့မျက်လုံးလုံးတဲ့တွေဖော့တွေပိုင်းနဲ့လောက်ထားတာမဟုတ်ဘူးဒီလားပြောပါမနေတတ်ဘူးအကြမျက်လုံးရမျက်လုံးလုံးတဲ့ဖော့တွေပိုင်းလည်းမရှိဘူးမျက်တောင်မစစ်ကလည်းသူကတော့ရှိတော့ရှိပါတယ်မျက်လုံးတော့အလောက်လှုပ်ရှုပ်တာတခြားတွေဒါပြင်ဘယ်လောက်တော့လှုပ်ရှုပ်လဲမသိစဉ်းစားကြည့်နော်မော်တာတော့ဖြစ်လွယ်မနေတကယ်တော့ကျွန်မမြွေကွင်းနဲ့ညုံတယ်မြွေကွင်းနဲ့ညုံတယ်အားလာဝိုင်းမျက်လုံးမကြုံတကယ်လို့မလွယ်ဘူးအလောက်ကြည့်လားဒီအင်ကြီးကပြန်သိမ်းရသေးတယ်ဒါတော့မြတ်တောင်တူပဲဖြစ်ပါတယ်စင်ဒါတော့အစ်စ်ပဲဖြစ်ပါတယ်စင်အခုဒီလိုနဲ့ဝါဖြစ်သွားရင်တော့မျက်လုံးကသူ့ပါနဲ့တူအလောတော့ဖြစ်သွားကျေးဇူးတင်ပါတယ်ရှင်အခုလိုက်ကြည့်တဲ့အတွက်ဘာဖြစ်စိတ်ဝင်စားဖို့ကောင်းတယ်နိနော်ကိုရှိတဲ့သူဆိုရင်ပြောတာပါဘိုင်ဘိုင်